ကလေးတို့ကိုပြောပြပေးမယ့်ပုံပြင်လေးကတော့လောဘကြီးခြင်းဤရလက်ဆိုသောပညာပေးပုံပြင်လေးပါကလေးတို့လည်းတေချာနားထောင်ကြည့်နော်တခါတော့ကရွာတရွာမှာမွေးမြူရေးနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူတစ်ယောက်ရှိတယ်သူဟာကြက်ဝက်ပဲငန်းတွေကိုသူ့အိမ်မှာမွေးထားတယ်အဲ့ဒီတိရစ္ဆာန်တွေတဲကမှငန်းတစ်ကောင်ဟာသူ့ကိုတနေ့ရွှေဦးတစ်လုံးအမြဲဥပေးနေတယ်ဒီလိုနဲ့သူဟာတနေ့ရွှေဦးတစ်လုံးအမြဲရတော့အဆင်ပြေနေတာပေါ့ကွယ်တနေ့မှာတော့ရွှေဦးတစ်လုံးဥပေးနေတဲ့ငန်းရဲ့ပိုက်ထဲမှာရွှေဦးတွေအများကြီးရှိမယ်လို့သူ့စိတ်ထဲမှာထင်လိုက်တယ်သူ့ရဲ့ငန်းပိုက်ကိုခွဲလိုက်ရင်ရွှေဦးတွေအများကြီးထွက်လာမယ်ဒါဆိုငါဟာရွှေဦးတွေအများကြီးရှိတဲ့တထေးကြီးဖြစ်ပြီလို့စိတ်ကူးရင်တွေးတော်ပြီးလောဘကြီးတဲ့စိတ်တွေဖြစ်လာတော့တယ်နောက်တစ်ရက်မှာတော့သူဟာရွှေဦးပေးတဲ့ငန်းကြီးကိုဗိုက်ခွဲလိုက်ပါတော့တယ်ဗိုက်ခွဲလိုက်တဲ့အချိန်မှာရွှေဦးတွေကိုမတွေ့ပဲငန်းရဲ့ဦးကလေးစာတွေပဲတွေ့ရပါတော့တယ်အဲ့ချိန်မှာမွေးမြူရေးသမားဟာအလွန်အကြီးအကျယ်နောင်တရပြီးမျက်ရည်တွေနဲ့အတူရွှေဦးပေးတဲ့ငန်းကိုဗိုက်ခွဲပြီးမှသူမမှန်းသိတော့တယ်လောဘစိတ်ဟာအရာရာကိုပျက်စီးဆုံးရှုံးတတ်တယ်ဆိုတာသူသေဆုံးသည့်အထိခံစားသွားရပါတော့တယ်ကွယ်ဒီပုံမြင်လေးကတော့အလိုလောဘကြီးရင်အရာရာပျက်စီးဆုံးရှုံးတတ်တယ်ဆိုတာသင်ခန်းစာပေးတော့ပုံမြင်လေးပေါ့ကွယ်ကလေးလေးတို့လည်းလောဘစိတ်တွေကိုလည်းမထားရဘူးနော်အငြင်းတန်းစိတ်ကောင်းထားရမယ်နော်သူများပေါ်လည်းမဟုတ်တာမလုပ်ရဘူးနော်ပုံမြင်လေးကတော့ဒါပါပဲကွယ်